အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့နိုဝင်ဘာလတုန်းကပကံသွားထားတဲ့ခီးစဉ်လေးကိုပြန်ပြီး recap လုပ်ထားဖြစ်ပါတယ်ဆိုတော့မန္တလေးကနေပြီးတဲ့အခါကျတော့အခုပကံအောင်ရောက်ခဲ့ပြီပေါ့နော်ဒါကတော့ပကံရဲ့ရောက်ချင်းကျမတို့ hotel ပေါ့နော် Grand Palace Hotel ရဲ့အဝင်ဝါဖြစ်ပါတယ်အဝဲခံ juice လေးနဲ့ပေါ့နော်ချက်လိုက်ပါဦးမရှင်ပကံကိုသွားရဆိုဆိုပေါင်းကျမတို့9ယောက်ပေါ့နော်ဒါတော့ကျမတို့သွားတဲ့အဖွဲ့ပါဆိုတော့ခီးစဉ်ဆက်ထားဆိုလူတွေကတော့တော်လေးကားနေတယ်ပေါ့နော်အားလုံးအပိမဲ့လည်းရှောက်လေပွေအင်အားတော့ပြည့်ဖြစ်နေပါတယ်ဟိုတယ်ကတော့အရန်လာပြီးတာရပါတယ်မကြိုက်တဲ့ချက်တစ်ခုကတော့ဟိုတယ်ရောက်လို့ရှိရင်ပြန်မထွက်ချင်ဘူးပေါ့နော်မကြိုက်တဲ့ချက်ပါဒါတော့ကျမတို့တင်မဲ့ခံလေးကိုတွားနေရဖြစ်ပါတယ်ပကံရဲ့ဆန်ဆန်နဲ့ဟိုတယ်ရဲ့ photo spot ကရန်ကိုလိုက်ဖန်ကြီးနေပါတယ်ဒါတော့ကျမတို့ဖွဲ့ရေးညနေစာသွားစားဖို့ပေါ့နော်နန္ဒာဆွဲ restaurant ကိုတွားနေဖြစ်ပါတယ်ဒီကတော့ဒီ restaurant မှာရုပ်သေးရုပ်ကကြည့်စနာနဲ့ပါရပေါ့နော်ကျမတို့ဖွဲ့လုံးကတောင်ပေါ်သားတွေဆိုတော့ဒီညီမရိုးရရုပ်သေးရုပ်နဲ့ကရနေရတော့စိမ့်တက်ဖြစ်နေတာပေါ့နော်အဲတော့ကျမတို့ကဒါအထူးဆန်းလို့ဖြစ်မှာအရင်လည်းတကယ်လှပါတယ်ရုပ်သေးရုပ်ကပြရပေါ့ဒီလိုလာမယ်ဆိုလို့ရှိရင်အဓိကအကြံပေးချင်တာကတော့ကျမတို့ကြိုတင် booking လုပ်ဖို့လိုပါတယ်ကြိုတင် booking လုပ်မှကျမတို့ဒီရုပ်တရုပ်ကရဟိုဒီ wine ကောင်း view ကောင်းနေကျမတို့ကြည့်လို့ရမှာဖြစ်ပါတယ်ဒီနေ့တနေ့ကိုပြင်မဲ့ထားသမျှကို relax လုပ်ရင်းနဲ့မနေ့ပြန်ရှောက်လေဖို့အတွက်အာရုံလိုက်ပါအောင်မယ်နေ့ပြန်ဖတ်ထူမှာပကံရဲ့ဘလို့လှပတဲ့နေရာလေးတွေကိုကျမတို့သွားလေကြမယ်ပြီးတော့ဘာကြီးစားကြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ဒီနေ့ဖတ်1တက်ကတော့လောက်ပဲဖြစ်ပါတယ်အားလုံးပဲ bye bye